ကျွန်တော်နာမည်အောင်ကိုဝင်းလို့ခေါ်ပါတယ်အများခေါ်တာတော့ဂူဂူလို့ခေါ်ပါတယ်ဂူဂူချစ်စလုံးနဲ့မို့ပင်ပန်းတော့အိတ်တာအဲ့ရပြတော့အိတ်ဟောက်တာပါဂူဂူဖြစ်သွားရောဟုတ်တယ်ပင်ပန်းလို့ဟုတ်ဘူးဒီအရင်ကကျွန်တော်ကိုကြီးဆိုင်မွေးစားထဲလိုက်ခဲ့တဲ့ဟာတာလူရှင်တော်ဦးတက်ခဲမဲ့တော့ဟုတ်တယ်မနစ်ကစထောင်တော့စလိုက်တာပဲဟိုနစ်စနေဆုံးကြည့်အခုကြည့်ပဲဇက်စားထောင်တွေကအခုချိန်ထိလက်တွဲခဲ့တာပါဥပဒေတော်ဆို6နှစ်9နှစ်လောက်တော့ရှိမှာ6နှစ်တော်ကြတယ်ဆိုတော့ကလည်းရန်တော်လေးကြားလိုက်နော်အခုနဲ့အရင်လိုက်ဖတ်တာတွေ့ရဘယ်လိုလေးကားပြင်လဲကမြန်မာအကားပြင်လဲကမြန်မာအကားဟောတာနောက်တိုင်းကလည်းကားတွေ့ရတယ်နော်ဟုတ်ကဲ့ကျွန်တော်အတန်တာမြန်မာအကားပါမြန်မာအကားတော့ပိုအတန်တယ်ငယ်တော့ဆရာတော့အတာတယ်ဆိုတာငယ်တော့ဆရာအခြေခံပိုင်နေဆိုတာသင်ပေးတာပါကျွန်တော်ကရင်းချင်းမှုနဲ့ကြောင်းလည်းမတက်ပတ်နေကြောင်းလည်းမတက်အပြင်ကြောင်းလည်းမဟုတ်အပြင်ဆရာနဲ့တင်တာပေါ့ဟုတ်တယ်အသက်ဘယ်နှစ်ကလေးစားတာလဲအသက်က9နှစ်6နှစ်9နှစ်လောက်ကနေစတယ်ငယ်လေးတွေကပေါ့